PSG မှာတော့ Messi ဆက်ကစားနေတဲ့ Ballon d'Or ဆုရရှိနိုင်လားအားလုံးပဲမင်္ဂလာပါဟန်တော်ချင်း online betting စာပဲမှာအားကစားသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်။ YinBet, iBet ခွင့်ရှိကို Papa Sport နဲ့ Sport 8 Zone တို့ကိုတနေရာထဲမှာငွေကြီးပိုင်းယုံကြည်စိတ်ချစွာစော်ကစားလို့ရပါတယ်ခင်ဗျာ။အကယ်၍ Messi သာ Inter Miami ကိုမပြောင်းရွှေ့ပဲ PSG မှာသာဆက်ကစားနေရင် Ballon d'Or ဆုကတန်မီလီရရှိနိုင်လောက်သေးလား။ဒါဆိုတစ်ချက်စဉ်းစားကြည့်ပါမယ်။ Messi ကပွဲ40လောက် PSG အသင်းအတွက်ကစားပေးပြီး10ဂိုးလောက်ပဲသွင်းကဂိုး30လောက်ဖန်တီးပေးခဲ့တဲ့ဆိုပါစို့။ဒါမီကမနစ်ကရာသီမှာ PSG အသင်းအတွက်ပြိုင်ပွဲစုံအရရက်53ပွဲကစား35ဂိုးသွင်းယူက15ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ PSG အသင်းကတော့မနစ်ကအောင်မြင်မှုလိုပဲအောင်မြင်မှုတွေရရှိသွားခဲ့တယ်ပေါ့။ဒါဆိုရင် Ballon d'Or ဆုက Messi ပဲရမှာပါ။မင်းပါသာ10ဂိုးလောက်ပဲသွင်း2ဂိုးလောက်ပဲသွင်းလုံးဝကိုဂိုးသွင်းမသွင်းMessi ကစားနေတဲ့အသင်းဖလားရရင် Messi ကြောင့်ပါပဲ။ဒါကိုလက်တွေ့ကြသုံးသပ်ပြပါမယ်။ Messi 2021 Ballon d'Or ဆုရရှိခဲ့တာဟာကိုပါအမေရိကရရှိခဲ့လို့ပါ။ PSG ပထမရာသီမှာ Messi ဟာပြိုင်ပွဲစုံစုစုပေါင်း34ပွဲကစားပြီး17ဂိုးပဲသွင်းနိုင်ခဲ့တာပါ။ဆုဖလားတစ်လုံးလောက်ပဲရပြီး Ballon d'Or ဆုကိုရခဲ့တာ Ballon d'Or တပိုင်းမှာ Messi ပဲရှိပါတယ်။ဒီနေ့ကဘိုင်ယန်နဲ့ဖလားစုံသိမ်းခဲ့တဲ့ Lewandowski ကတော့တက်တာပါပဲ။ Lewandowski ရဲ့အပြုံးနေတောင်ထိုစုဝေးပွဲမှာအသက်မပါပါဘူး။2022 Ballon d'Or ဆုလည်းထိုနည်း၎င်းပါပဲ။ကမ္ဘာဖလားရခဲ့ပြီးအဲ့တလုံးနဲ့တဲ့ Ballon d'Or ဆုကိုစုခုရရှိခဲ့တာပါ။အဲကြောင့် Messi သာ PSG မှာစက်ကစားနေသေးရင်ဒမ်ဘီလီဘယ်လောက်ပဲမိုးပြန်အောင်ကောင်းBallon d'Or ဆုက Messi ပဲရရှိမှာပါပဲ။အဲကြောင့်လည်း Messi ကိုလူတွေက Ballon d'Or တကူ FIFA ရဲ့မွေးကားသားလို့လူတွေကခေါ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းအားကစားတဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။